လူတွေဘာကြောင့်မပြောရှင်နိုင်ရတာလဲလူရဲ့စိတ်ခံစားမှုဆိုတာကရောပါလဲစိတ်ခံစားမှုဆိုတာလူဘဝရှင်သန်လို့ရှိအောင်ဘုရားသခင်ကပေးထားတဲ့ဆုလက်ဆောင်တစ်ခုပဲဖြစ်ပါတယ်တကယ်လို့စိတ်ခံစားမှုသာမရှိဘူးဆိုရင်ကျွန်တော်တို့ကစက်ရုပ်တွေနဲ့ထူးမခြားနာဖြစ်သွားမှာပါဘုရားသခင်ဖန်ဆင်းစားကတော့လူရဲ့စိတ်ခံစားမှုမှာလုံခြုံမှုနှွေးထွေးမှုချစ်ချင်းမြတ်တာတွေနဲ့ပြည့်ဝနေပြီးချက်ကြောက်စရာတွေမုန်းတီးမှုတွေဆိုတာရှိမနေခဲ့ပါဘူးဒါပေမဲ့အပြစ်တရားဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့အရင်ကတဟဇာရရှိခဲ့တဲ့အသိဉာဏ်စံနာနဲ့စိတ်ခံစားမှုတွေအားလုံးကဖောက်ပြန်ကုန်မှာတော့တယ်ဒေါက်တာဂျွန်စတော့ကဘယ်လိုပြောလဲဆိုရင်အပြစ်ရဲ့တက်ရောက်မှုကကျွန်တော်ရဲ့အသိဉာဏ်ချက်စိတ်ခံစားမှုပေါ်မှာပိုပြီးဆိုးကျိုးဖြစ်စေတယ်။ဘာကြောင့်လဲဆိုတော့ထင်မြင်ယူဆချက်တွေကိုတော့စိတ်ခံစားချက်တွေထက်တမာတရားအဖြစ်လွယ်လင့်မှုထိန်းနိုင်တဲ့အတွက်ကြောင့်ပဲဟုတ်ပါတယ်ဒီအပြစ်ကြောင့်ပဲကျွန်တော်တို့ဘောမှာမတိကျမရေရာမှုတွေစိတ်ပြတ်ဝမ်းနည်းစရာတွေစိတ်ဖိစီးမှုတွေဖြစ်လာတယ်ဒီအရာတွေကလည်းမလုံခြုံမှုတင်းမာမှုစိုးရိမ်မှုဒေါသဖြစ်မှုဆိုတဲ့စိတ်ခံစားချက်တွေကိုဖြစ်ပေါ်စေပြီးတည်ငြိမ်မှုမရှိဘဲဘဝကိုပြိုလဲစေပါတယ်လူတချို့ကတော့ဒီလိုခံစားချက်ဆိုးတွေကနေလွတ်မြောက်အောင်အရက်သေးစားတွေတောက်စားကြတယ်မူရစ်ဆေးဝါးတွေသုံးကြတယ်ဒါပေမဲ့ဒါတွေကလည်းခဏပါပဲတချို့ကြတော့လေဒီလိုခံစားချက်တွေကိုတယောက်တည်းချုပ်တီးပြီးစိတ်ထောင်းကိုကျင်နာမကျန်းဖြစ်လာကြတယ်ဒီလိုနီးလန်းတွေနဲ့လူတော်များများကသူတို့ရဲ့စိတ်ခံစားမှုပြဿနာကိုဖြေရှင်းနေကြတယ်ဒါပေမဲ့ဒီလိုနီးလန်းတွေနဲ့ကိုယ့်ရဲ့စိတ်ခံစားမှုပြဿနာကိုမဖြေရှင်းသင့်ပါဘူးဘာဖြစ်လို့လဲဆိုရင်ဖြေရှင်းမိမဲ့ယေရှုဖခင်ရှိနေလို့ပါဝန်လေးရဲ့ပြမတော်သူပေါင်းငါချမ်းလို့လာကြလို့ငါဒီချမ်းသာပေးမယ်တဲ့ brother ဘာတွေခံစားနေရလဲဘာတွေကြောင့်လေးလံနေလဲဘာတွေကြောင့်မဖြစ်နေယေရှုဖခင်ထံသွားလိုက်ပါယေရှုဖခင်က brother ခံစားနေရတဲ့ဖိစီးမှုတွေကိုပျော်ရွှင်ခြင်းနဲ့လဲလှယ်ပြီးယူဆောင်လာပေးလိမ့်မယ်